ညိုကီတို့ညီမတို့ကျွန်တော်ဒီနေ့တက်စီတောဆွဲမယ်ပေါ့နော်တက်စီကသူဝနာမှာထားတဲ့အတွက်ကျွန်တော်တောင်းကလာနေသူဝနာအထိကိုစပိန်နဲ့သွားတယ်မနေ့6နာရီလောက်ထွက်တယ်ပေါ့နော်တောင်းကလာနဲ့သူဝနာတော့9ကီလိုဆိုတော့သွားပြန်ကျွန်တော်10ကီလိုတော့စီးဖြစ်တယ်ဗျလိုက်ခဲကြပါဦးဗျ Let's go အတင်ပါဝန်းနေစရာကြုံလာတိုင်းရှုံးမပိနေတငယ်ချင်းမင်းယုံမပြည့်ရှိဆက်သွားလူဘဝဆိုတာရှိတန်တော့မကြောင်မကြအခက်ခဲများနဲ့တွေ့မယ်ယုံကြည်လိုက်မင်းနှလုံးသားတတိရှိနိုင်မှာပြန်ဆုံးမဲနေရမြလက်ချိုးကရေတွက်ထားကြမယ်ဒုက္ခပါမြေအနာဒီကတော့96%ရှိရဗျကျွန်တော်စထွက်တော့နင်းလောက်ကြာနေ6နာရီ44ဖြစ်တယ်ဘာလဲရလမ်းမှာတော့passenger တွေရဲ့ privacy ရှိရတဲ့အတွက်ကျွန်တော်ရိုက်မပြတော့ဘူးเนาะညနေဒီရေတော့အပြင်ကျွန်တော်ထပ်ပြီးတော့ရိုက်ပြပြန်ဆုံးမဲနေရမြလက်ချိုးကရေတွက်ထားကြမယ်ဒုက္ခပါမြေလာကတွေ့လာဖို့တာဝန်ကိုစီကားဆွဲပြီးနေ့လယ်လောက်မှာကျွန်တော်ရေမဆေးတာကြာပြီပေါ့နော်9ရက်လောက်ရှိပြီဆိုတော့ကျွန်တော်ရေလေးဆေးမယ်ဗျရေဆေးတဲ့ခါမှာလည်းကျွန်တော်ဆေးနေကြဖြစ်တဲ့တောင်းကလာက auto clean မှာဆေးတယ်ဒီဆိုင်လေးကရေသနာလန်းတက်မှာရှိရဗျရေသနာလန်းကလာမဲ့လူတွေအတွက်ကတော့ညာဘက်ကိုချိုးပြီးတော့မှ U-turn ပြန်꿰ပြီးတော့ဝင်ပို့ပြီးတော့အဆင်ပြေမယ်ဗျသူ့ဆိုင်မှာဆေးထားတာလေးကကားလေးကတော်တန့်တယ်ဗျကြည့်လိုက်ပါနောက်တော့ detailing လုပ်နေတဲ့ကားတစ်စီးရှိရ detailing မှာလည်းသူကကျွန်တော်10မှတ်မှာဆိုလို့ရှိရင်ကျွန်တော် 9.5 လောက်ကျွန်တော်ပေးရဗျအသုံးပြုတဲ့ကုတ်တင်တို့ polish တို့ကိုလည်းနာမည်ကြီး brand တွေသုံးထားပေးတယ်ပြီးတော့စက်ပစ္စည်းဆိုလို့ရှိရင်လည်းစက်ပစ္စည်းကိုအကောင်းစားတွေပေါ့နော်အကောင်းစားတွေနဲ့သုံးတယ်ပြီးတော့ဝန်ထမ်းတွေဆိုလည်းကျွမ်းကျင်ဝန်ထမ်းတွေလုပ်တဲ့အတွက်စိတ်ချရပြီးတော့စိတ်တိုင်းကြသေးရမယ်ဗျာဒီဆိုင်မှာလာလို့လို့ရှိရင်ကျွန်တော်အဲ့ဒါအာမခံတယ်ဒါကတော့ကျွန်တော်ကားဆေးပြီးတဲ့အချိန်ကြီးပါတော်တော်တန့်သွားတယ်ဗျလူတိုင်းပဲလူကတော့မဆေးတဲ့တန့်နေရပဲစားတာပါဗျာဒီတော့သိမ်းပြီဗျနည်းနည်းနောက်ကျနေတယ်အခုက7နာရီထိုး5မိနစ်ဒီလိုတော့3584ဆိုမနက်ကဘယ်လောက်လဲမသိကျွန်တော်ပြန်ပြီးတော့ကြည့်လာပါအားတော့34ကျန်တယ်ဗျ Okay thank you ညိုခီညိုပါတော့Mala